လန်ကန်နောက်ပြီးပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်များဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့ area ထိပ်နှောင်းမှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုမင်္ဂလာတီအသင်းအကောင်းဆုံးတုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဆိုရင်ရရှိလာတဲ့ရုပ်တဲ့ကံပေါ်ကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့မင်္ဂလာတီအသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကံချက်ကကောင်းဝင်ခဲ့သလိုဒုတိယအချိန်ကံချက်ကပူပူကောင်းဝင်ခဲ့ပြီးတော့တွင်းကိုအဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာတော့လည်းနာဒီအသင်းအတွက်တွင်းကိုတွင်းပေးနိုင်ခဲ့တဲ့ကျွန်တော်ဆက်ခွန်ရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်များဒီနေ့ပွဲစဉ်ရဲ့အနိုင်ရလက်ကခြေစပွဲအောင်ဖို့အတွက်တကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေလို့နှစ်သင်းလုံးတော်တော်လန်ကန်နောက်ပြီးပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်များဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့ area ထိပ်နှောင်းမှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုမင်္ဂလာတီအသင်းအကောင်းဆုံးတုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျာဆိုရင်ရရှိလာတဲ့ရုပ်တဲ့ကံပေါ်ကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့မင်္ဂလာတီအသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကံချက်ကကောင်းဝင်ခဲ့သလိုဒုတိယအချိန်ကံချက်ကပူပူကောင်းဝင်ခဲ့ပြီးတော့တွင်းကိုအဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာတော့လည်းနာဒီအသင်းအတွက်တွင်းကိုတွင်းပေးနိုင်ခဲ့တဲ့ကျွန်တော်ဆက်ခွန်ရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်များဒီနေ့ပွဲစဉ်ရဲ့အနိုင်ရလက်ကခြေစပွဲအောင်ဖို့အတွက်တကယ်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေလို့နှစ်သင်းလုံးတော်